Hello မင်္ဂလာပါရှင်ဒီနေ့ဖတ်ပြပေးမယ့်ကောင်းစဉ်လေးကတော့အခွင့်အရေးမဆုံးရှုံးစေနဲ့ဆိုတဲ့ကောင်းစဉ်လေးပဲဖြစ်ပါတယ်အလုပ်လုပ်တယ်ဆိုတာတဲ့လှုပ်ချင်တိုင်းလှုပ်ခွင့်မရတတ်သလိုလှုပ်ခွင့်ရရင်လဲခိုးမနေဖို့အချိန်မဖြုံးမိဖို့အရေးကြီးပါတယ်လူတိုင်းကတော့နန်းတော်ကြီးနဲ့နေရှင်ကြတာပါပဲဒါပေမဲ့နန်းတော်ကြီးပိုင်ဆိုင်နိုင်လောက်တဲ့လုံလဝိရိယတော့မရှိတတ်ပြန်ပါဘူးတဲ့လောက်ခွင့်မရှိတော့ကညဉ့်ညူနေတတ်ပေမဲ့လောက်ခွင့်ရပြန်တော့လေအတုံးမချတတ်ကြတာတွေ့ရပါတယ်လောကကအင်မတန်ဆန်းကျယ်ပါတယ်မွေးတော့ကဆင်းရဲသားဖြစ်ပြီးမဲ့ကြီးတော့တထေးဖြစ်လာတတ်တော့လေမွေးတော့ကရှင်မွေးမီးမလောင်လက်မွေးမီးမလောင်နေခဲ့ရပြီမဲ့ကြီးတော့ဆင်းရဲတွင်းနဲ့တွားတာတွေလည်းတွေ့ရတတ်ပါတယ်ဆင်းရဲသားတထေးဖြစ်သွားတာကဘဝနာပြီးစူးစားလို့ပါတထေးသားဆင်းရဲသွားတာကဘဝမေ့ပြီးအချိန်ဖြုံးခဲ့လို့ပါလူလက်တန်းစားကြပြန်တော့စူးစားသူကစူးစားပြီမဲ့မစူးစားသူကမစူးစားပြန်ပါဘူးအများစုကတော့ဒီလူလက်တန်းစားဘဝကိုပဲမနေထိန်းနေရတာတွေ့ရပါတယ်ခက်ခဲမှုဆိုတာနေရာတိုင်းလူတိုင်းမှာရှိပါတယ်မြန်မာပြည်မှာခက်ခဲနေတာမဟုတ်ပါဘူးတဲ့အနောက်နိုင်ငံတွေနဲ့တိုးတက်တဲ့နိုင်ငံတွေမှာလည်းခက်ခဲမှုတွေတပုံတပင်ပါအလုံးလုံးနေပြီမဲ့အခွန်နဲ့လုံးပါနေတဲ့တိုးတက်တဲ့နိုင်ငံကလူတွေအများကြီးပါသူတို့တွေလည်းညီးတတ်ပါတယ်အလုံးလုံးနေရင်ဘီတွေတစ်နှစ်ထက်တစ်နှစ်များလာတာဝန်ဆောင်မှုစရိတ်တွေပိုဈေးတက်လာတာအခွန်တွေတိုးလာတာစသည်ဖြင့်အများကြီးပါပဲအတန်အသင်းဝင်ငွေကောင်းတဲ့အလုပ်ရထားတော့လဲအိုစာနာစာရှိနေပါတယ်။နေ့တောင်တစ်စုံလောက်ကြည့်ပြီးအလုပ်မလုပ်ပါနဲ့။ရေတိုစီမံကိန်းတွေနဲ့အလုပ်မလုပ်ပါနဲ့။ရေရှည်ကိုကြည့်ပြီးလုပ်နိုင်ပါမှတော့ကကြပါလိမ့်မယ်။ခဏတာအဆင်ပြေမှုကိုအဆင်ပြေလာပြီလို့တွေးလို့မရပါဘူး။အမျိုးမျိုးပြောင်းလဲနေသောအခြေအနေတွေစနစ်တွေကလမ်း16လို့မရအောင်ရပ်တန့်သွားစေနိုင်တယ်ဆိုတာသတိအမြဲရှိပါဒါကိုစီးပွားရေးလုပ်နေတဲ့သူတိုင်းနားလည်ကြပါတယ်လာတာတုံးဘိုင်းမြင်မိုးရွာတုံးရေခမ်းဆိုတဲ့စကားပုံတွေကိုပညာရှိတွေထားခဲ့တာဒီလိုအခြေအနေတွေကြောင့်ပါဒီနေ့ပေးတဲ့အခွင့်အရေးမျိုးမနှက်ဖြန်ရနိုင်ဖို့မလွယ်တတ်ပါဘူးရတဲ့အခွင့်အရေးရတဲ့အချိန်ဟာ